မင်္ဂလာပါ AKT Channel မှာကြိုဆိုပါရစေဖလီပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတွေဆက်လက်ရေးဆွဲတင်ဆက်လိုက်ပါတယ်ပုံလေးကိုရစတတ်ပါမယ်။ညီညာပြုခဲ့တဲ့မူရင်းပုံကိုလည်းသင်တွဲပေါ်ပြလိုက်ပါတယ်။အခုတော့ဒီလောက်ပါပဲ။အားလုံးပဲပြန်လည်ကြံ့ကြပါစေ။